အဝါပေါက်ကလေးကနံပါတ်ဘယ်လောက်လဲတဲ့အဝါပေါက်ကလေးကဆိုလို့ရှင်တော့နံပါတ်3လေးပါရှင်နံပါတ်3လေးကဘယ်လိုလူမျိုးတွေတောင်းရမလဲဆိုတော့မျက်နှာပေါ်မှာမဲဆက်တိတ်တိတ်ရှိတဲ့သူတွေအသားရည်နဲ့တစ်ထက်တည်းကြာကျင်တဲ့လူတောင်းရမယ်မမေနေ့တိုင်းလိမ့်ကြတာဘယ်နံပါတ်လေးလဲဆိုတော့နံပါတ်3လေးလိမ့်ကြတာများပါတယ်တခါတလေတော့2နဲ့3နဲ့ရောပြီးတော့လိမ့်ပြလေးရှိပါတယ်အဲ့တော့မမေလိမ့်ပြတဲ့နံပါတ်ကလေးကိုလိုချင်တယ်အဝါပေါက်ကလေးကိုလိုချင်တယ်ကိုမျက်နှာပေါ်ကအပြစ်နာစာတွေဖုံးစီချင်တယ်ဆိုလို့ရှင်တော့နံပါတ်3လေးကိုသုံးပါရှင်သူက1 2 3ဆိုကာလာ3အောင်လာပြီး1ကကြာအရင်သားဖြူတဲ့သူတွေနဲ့အသုံးပြုရမှာပေါ့နော်နံပါတ်2ကတော့အသားလက်တဲ့သူတွေဖြစ်ပြီးကိုမျက်နှာမှာမဲဆက်တိတ်တိတ်လေးရှိတယ်ဖုံးကောင်မကောင်းကောင်းလိုချင်တယ်အဝါပေါက်ကလေးလိုချင်တယ်မင်းလိမ့်သလိုအသားနဲ့ထက်ထက်ကြကျင်တယ်ဆိုတော့နံပါတ်3လေးကိုယူပေးပါသူကကြတော့လေသူကတိတ်တိတ်ညက်ညက်ကလေးနဲ့ကိုမျက်နှာတော့အပြစ်နာစာတွေပုံရေးဆိုချွေးဆိုခံပါတယ်ရှင်တပူတော့မြန်မာငွေ3000ခွဲချက်ပါရှင်မြို့နယ်ပေါင်း300ကျော်ကိုအရင်ငွေချေရပါတယ်မမေကတော့အခုနှကန်းဒီလေးနဲ့တွဲပြီးလိမ့်ပြပါပေါ့နော်နှကန်းဒီလေးနဲ့2မျိုးဆိုရင်တော့နှကန်းဒီလေးက2000နဲ့ဆို9500ခွဲချက်ပဲကြာမှာဖြစ်ပါတယ်တကယ်လို့ကိုကမိတ်ကက်တပူရဲ့လိုရှင်နေဆိုရင်တော့3000ခွဲချက်ပဲကြာတင်မှာဖြစ်ပါတယ်ရှင်မမေကကြတော့စေတနာထားပြီးတော့ပေါ့နော်မိတ်ကက်တပူဝယ်ပြီးတော့သူကိုမိတ်ကက်လေးနဲ့စပွန်လေးလည်းလက်ဆောင်ထည့်ပေးနေပါတယ်ရှင်မြို့နယ်ပေါင်း300ကျော်ကိုအရင်ငွေချေရတယ်ပပကြီးလေးလာတာကြိုက်တဲ့သူတွေကိုမျက်နှာပေါ်အပြစ်နာစာတွေဖုံးပြီးတော့ပေါ့နော်ဒီကိုမျက်နှာပေါ်မှာမလိုလားအပ်တဲ့အရာတွေဖုံးချင်တယ်ဆိုရင်တော့နံပါတ်3လေးကိုယူပေးပါအသားလက်တက်ပြိုမိတယ်ကတော့နံပါတ်2လေးကိုယူပေးအခုလိုမျိုးမြင့်လိုမျိုး2မျိုးလေးနဲ့ perfect လှချင်တယ်ပေါ့နော်အယောင်သေးဆုံးချင်တယ်ဆိုရင်တော့2မျိုးတစ်ဆက်ဆိုရင်တော့မြန်မာငွေ9500ကျပ်ပဲကြာမှာဖြစ်ပါတယ်အဲ့တော့နှကန်းဒီပါနီအိုင်ရှေ့တို့အဖြစ်သုံးလို့ရတဲ့နှကန်းဒီလေးတစ်ချောင်းနဲ့ make up တပူပါမှာပေါ့နော်အဲ့တော့ make up လည်း brand လို့ရမယ်ပါနီလည်း brand လို့ရတယ်အခုလိုမင်းအမြဲတမ်းသုံးနေတဲ့ ဖုတ် spon မျိုးလေးလည်းမင်းကလက်ဆောင်ထပ်ပေးထားပါတယ်ဖုတ်လေးတွေကကြတော့ဝယ်ရတာခက်ခဲနာဖြစ်တဲ့အတွက် in stock ရှိတဲ့အချိန်လေးပဲထပ်ပေးနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့မှာယူခြင်းမင်းစီပြီးမှာလက်ကျန် store နည်းနေပြီဖြစ်တဲ့အတွက်အမြန်လေးလာပြီးတော့မှာပြပါရှင်မြို့နယ်ပေါင်း300ကျော်ကိုမင်းကအရန်ငွေချင်းနဲ့ပို့တာမလို့အမြန်လေးစီပြီးလာပြီးเนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်